ကိုထမ်းတက်တော့မယ်ဆိုတော့ကျွန်တော်တို့ဆိုးပါလေခတ်တူတူပေါ့ကဲဒါဆိုကျွန်တော်ခုကပတ်ပတ်ပြီပေါ့ကပတ်ပတ်ပြီဆိုတော့ဟုတ်လားဟုတ်တယ်โอเคကပတ်ပတ်လိုက်ကပတ်ပတ်ခါပြီးထိုးပြီအခုဒါကျွန်တော်တို့တနည်းအိမ်ပေါ့ဟုတ်ပြီနီးထိုးပြီဆိုတော့အခုကျွန်တော်တို့ဒီမှာရိုးလေးကိုဘာလို့လဲဆိုချင်းချက်မယ် မသိ ဒီမယိုးထဲမှာကျွန်တော်တို့ဒီထုံးရှာနစ်ကလေးပါတယ်အဲမျိုးလေးကိုဒီမှာချိန်မှာ ရင်းအောင်တက်တယ်ကော ဒီမှာနော်အဲဒီမှာโอเคနော် မသိ ဒါလေးကိုကျွန်တော်ချိန်လို့ခေါ်တာပေါ့ဒီမှာချိန်မှာပေါ့အဲဟာကိုကျွန်တော်တို့ဒီအပေါ်တက်ဒါကျွန်တော်ရင်းတောင်လို့ခေါ်တယ်အဲတော့ရင်းတောင်လို့ဆိုရက်ဝင်ကြီးပြည်သားရဇာတော့ပြောတာပေါ့နုကာလာမြထတော့ခါရင်းတောင်ရင်းဆွဲစောင်းမြေဦးလွယ်ကဒါနီးထက်စွာခမ်းမချက်လျက်ထမ်းမွင်ထိုင်းကန်ရွှေမြိုင်မြိုင်ကလိုင်သာလွယ်လို့တက်တည်နေလေအဲ့တော့ထန်းတသမားတွေရဲ့ဘဝတွေနော်စာသူဝင်ကြီးပြည်သားရဇာကစာနာတဲ့အောင်ညတာတဲ့အောင်ဆိုပြီးတော့ရေးတယ်ပေါ့နော်ဒါအခုကျွန်တော်တက်တယ်ပေါ့ထမ်းမြန်မာမောင်တို့ရွာသားစကန်အလေလာဇမကွေမြရောင်ချေလေးရခင်းနေကရင်ရိုးတရှောင်းမေခဏောင်းမင်းတွေတွေ့ဖူးကြတယ်တီးကြတယ်ဖူးကြတယ်ပျော်မြူးလို့စိတ်မချီနူးခုဆိုရင်ကျွန်တော်တို့ဘာလို့လဲဆိုရှင်အညာကြီးလက်ဒေတာကထန်းတသမားတွေရဲ့ဘဝဟာမလွယ်ဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကလက်တွေ့ဘာလို့လဲဆိုပြသအခုဆိုရင်ကျွန်တော်ဒါရင်းအောင်80တန်းတော့ကျွန်တော်တို့ရင်းဆွဲရောက်တော့မယ်ရင်းဆွဲထီအောင်ကျွန်တော်တက်တိမရှိဘူးလေနော်အဲဒီအပေါ်ရိုက်ကြလိုက်ပါဟုတ်ပါမလားအပေါ်လန့်ရလေတည်း အဲ့တော့ဒီမှာကျွန်တော်တို့ကတဝက်မှာခိုင်မြအောင်ဆိုပြီးကျွန်တော်တို့ကကြိုးချလိုက်တယ်အပေါ်ဆက်တန်မယ်ဆက်တန်ရင်ကျွန်တော်ကတော့တိတ်မတက်ရဲတော့ဘူးပေါ့နော်ဒီလောက်နဲ့ကျွန်တော်အဲ့လိုလို့ရှင်ခြေနဲ့ပါဒါကြောင့်မို့ရက်တဲ့တင်ကြီးတွေထန်းတဲ့သမားတွေရဲ့ဘဝဟာမလို့လေမလွယ်ဘူးဆိုတဲ့အကြောင်းအရာလေးကိုဆရာကအခုလိုမျိုးဘာလို့ တဲ့ခါလေးကြည့်လိုက်ဖြုတ်လှန့်ဖြုတ်လိုက် ဒါမရုပ်ဖြုတ်ပြီနော် ဟုတ်ပြီ အဲ့တော့ အောက်ချလိုက် အောက်မှာဘာလို့လဲအောက်မှာချခဲ့ပြီချခဲ့ပြီးတော့ဒီထမ်းမမပြီးသွားပြီပေါ့ဒီတော့ကျွန်တော်ထားခဲ့မယ်နော်အဲ့တော့ ဒီနေ့ဖြုတ်လိုက်ဒီနေ့ဖြုတ်လိုက် ဒီနေ့ဖြုတ်တော့ကြည့်လိုက်ပြီးတယ်ပြီးအဲ့ဒါဆိုပြီโอเค လက်ရအများကြီးတင်ပါတယ်